နောက်တနေ့မနေ့ကျကျွန်တော်တို့တွေ့နေကြတက်ပင်အောက်မှာငတိမလေးနဲ့ချိန်ထားတာပေါ့ကိုချစ်ကိုစိတ်ဆိုးနေတော့လားချစ်ကကိုချစ်လို့စားတာကိုစိတ်မဆိုးနဲ့နော်သူကားတာစကားပြောနေတာကျွန်တော်ကတော့ဘာစကားမှမပြောဘူးဟုတ်တယ်လေသူလှုပ်တာလည်းကြည်အောင်ပြေးရမြန်လို့ပေါ့မဟုတ်ရင်မိလို့ကတော့ဟိုလူတွေဆွန်ကြီးလောင်းတာဝိုင်းခံရလို့အခုလောက်ဆိုဆံပြုတ်တောင်းနေရပြီကိုချစ်ကိုစကားပြန်ပြောနေနော်အဲလိုငတိမလေးကျွန်တော်ကိုချော့နေတော့ကျွန်တော်တို့အစိခက်လန်လန်းကိုရေခဲမုတ်ကားတကားရောက်လာပါလေရောငတိမလေးကဘာကြံရလို့လည်းမသိဘူးရေခဲမုတ်10ခုကိုဝင်လာတယ်ကိုချစ်ကိုစကားပြန်မပြောဘူးလားစကားပြန်မပြောရင်ချစ်ကိုချစ်ရေခဲမုတ်စားပြီးတက်တေးလိုက်မှာနော်ဟောခမည်းတော်ပဲစဉ်းစားကြည့်တော့သူ့ရဲ့ချော့ပုံကကျွန်တော်မီးလိုက်တယ်ရေခဲမုတ်စားပြီးဘလို့တေးမှာလဲရေခဲမုတ်စားပြီးတေးလဲလို့တခါမှမကြားဘူးလို့ကိုကလည်းချစ်ရေခဲမုတ်အများကြီးစားပြီးအေးပတ်ပြီးတေးသွားရင်ဘလို့လုပ်မလဲကိုကစာနာစိတ်နဲ့နဲမှမချိတဲ့လူကြီးဩတွေ့လားဖြေလဲဖြေတတ်ပါပြီကြက်ကြံပဖန်နေဆိုသူ့ကောင်းမှအများကြီးပဲချစ်ကိုစကားပြန်ပြောပြီးဆိုတော့စိတ်မဆိုးတော့ဘူးပေါ့နော်ကျွန်တော်ကလည်းအစကတည်းကသူ့ကိုစိတ်မဆိုးပါဘူးသူအဲလိုပေကက်ကစတာကိုပဲကျွန်တော်ကချစ်နေတာကိုစိတ်မဆိုးတော့ဘူးဆိုရင်လေချစ်ပြောစရာရှိလဲပြောလေဘာပြောမလို့လဲဟိုလေဟိုချစ်တို့တွဲနေတာချစ်အိမ်ကလူကြီးတွေတိတ်သွားပြီရုပ်တရက်ဆိုတော့ကျွန်တော်လန့်သွားတယ်စားလက်စားကြီးကဲမိုးတောင်တီးသွားတယ်သူကဆက်ပြောပါတယ်အဲ့ဒါအဖေကအိမ်ခေါ်ခဲ့ပါတဲ့ဖြစ်ပါမလားဖြစ်ပါတယ်ဘာလဲချစ်ကိုမိဘတွေတိအောင်အတီမတွဲခြင်းဘူးလားအဲ့လိုပြောပြီးတာနဲ့သူ့ရဲ့မျက်နှာလေးကဆူပိုးလာတယ်ရောဟဲမဟုတ်ပါဘူးတွေးမယ်လीနော်ပြီးရောဘာမှစိတ်မပူပါနဲ့အမေကတဘောကောင်းပါတယ်အဖေကတော့စကားပြောပြတယ်အဖေကကြောင်းဆက်ရလေအငိမ့်စားအခုတော့ရက်ွက်ထဲမှာရက်ွက်လူကြီးလုံနေတယ်။အော်အင်းမော်လေးဘယ်တက်နိုင်မလဲ။တွေးဆိုတော့လေတွေးတာပေါ့။ကျွန်တော်လဲလူကြီးတွေအမြင်ကောင်းအောင်ပစိုးနဲ့အင်ကြီးတက်လေးဝတ်သွားတာပေါ့။နောက်တနေ့သူတို့ခြံစီနားမှာဆိုင်ကလေးကိုရက်လိုက်ပြီးအိမ်ထဲကိုလှမ်းကြည့်လိုက်တယ်။အိမ်စီကလေးထိုင်မှာသူ့အဖေဆိုတဲ့လူကြီးကထိုင်ကုန်မှာထိုင်နေတယ်။သူ့အပုံပြထားပြီးတော့ကျွန်တော်ကတိတ်နေပြီလေ။ကျွန်တော်ကဦးလေးဆိုပြီးနှခွန်းခေါ်ရသေးတယ်အဖိုးကြီးကပါပြန်ပြောတယ်မှတ်လေဟဲ့ထမင်းကြံဟင်းကြံမရှိဘူးခကျွန်တော်လည်းအဖိုးကြီးတခြားတယောက်ကိုပျော်နေတဲ့ထင်လို့အနောက်ကိုလှည့်ကြည့်လိုက်နေတယ်ဘယ်သူမှမရှိဘူးဟဲ့လှည့်ကြည့်မနေနဲ့မင်းကိုပြောနေတာဩကျွန်တော်ကိုပြောနေတာဒီလောက်တက်တက်လေးဝတ်ထားတာတော့တထောင်စားနဲ့မှားနေတယ်စကားပြောတန်ကြားလို့နေမှန်ငတိမလေးကအိမ်စိတ်ကိုထွက်လာပြီးဖေအဲ့ဒါတမီးချစ်တူလေကိုအိမ်ထဲဝင်လာလေလားကျွန်တော်လည်းမဝင်ခင်ဟိုကြီးတီကြီးလုံနေတဲ့ခြံတဲကိုအဲ့ဒါအဖိုးကြီးကမြင်တော့ဟဲ့ဘာကြည့်နေလားလဲရဲဝင်လာမင်းနဲ့ပြန်ကြိုင်မယ်ငါရဲ့တာကြီးတီချင်းကိုအိတ်နေတယ်ဩအဖိုးကြီးလူကိုထည့်ပြန်ပြီးနောက်တစ်ကွက်ခဏကတထောင်စားနဲ့မှားတယ်အခုလည်းကြည့်အောင်မတိဘူးဆိုရင်ကျွန်တော်ကပဲခွေနဲ့ပြန်ကြိုင်ရမလို့နဲ့အိမ်ပေါ်တော့မရောက်သေးဘူးအဖိုးကြီးကကျွန်တော်ကိုဖဲ့နေပြီလေတော်သေးတယ်လို့ပြောရအောင်မယ်သူ့အမေကဖောက်ရွေးစားပါတယ်တားလေးနေကောင်းလားအလုတ်ကိုင်းအချင်းကြီးရဘလို့လဲအဆင်ပြေရလားကျမ်းမရင်လဲကြူးဆိုင်အောင်ကျွန်တော်တို့စကားပြောနေတော့မှအဖိုးကြီးအိမ်မကိုတက်လာပြီဟဲ့မင်းထမင်းစားပြီလားငါတို့ထမင်းစားတော့မလို့မင်းစားအောင်မလားဗျာကျွန်တော်စားရမလားမစားရဘူးလားဘလို့ပြောရမှန်းတော့မတီးတော့ဘူးဟိုလေကျွန်တော်မစားတော့ပါဘူးခင်ဗျအေးမစားတဲ့အငတ်ခံပေါ့ကွာထမင်းကုန်အောင်တတ်တာတည်တယ်ပြောပြီးတာနဲ့အဖိုးကြီးထမင်းစားဝိုင်းမှာတွတ်ထိုင်နေတယ်ကျွန်တော်ကောင်မလေးနဲ့သူ့ရဲ့အမေကကျွန်တော်ကိုခေါ်တဲ့ဖြစ်ကျွန်တော်လဲအာနာပါနာနဲ့ထမင်းစားဖို့ဖြစ်လာတာပေါ့ကျွန်တော်ထမင်းစားကုတ်မှာထိုင်ရုံမလို့စီတည်တယ်ဟဲ့အောင်မင်းပြောတော့ထမင်းမစားတော့ဘူးဆိုဟိုလေဟိုအန်တီခေါ်လို့ပါရှင်ကလည်းခလေးစားခြင်းစားပါစေသူ့အမေကကျွန်တော်ရဲ့ပကံထဲကိုကြက်တာနှစ်တုံးထည့်ပေးတာမြင်တော့အဖိုးကြီးကဟဲ့ဘာလို့ဒီကောင်ကိုကြက်တာနှစ်တုံးအောင်ထည့်ပေးရတာလဲဒီကောင်ကိုတတုံးထည့်ပေးလိုက်ရင်တော်ပြီလေကျွန်တော်ခမညာကြံတဲ့တတုံးကိုထည့်ရမလို့စားရမလို့နဲ့ဘာလို့ရမှန်းကိုမသိဘူးသူ့အမေကဩရှင်ကလည်းခလေးစားခြင်းစားပါစေ
ဟင်းတွေကအများကြီးပဲဟာကုန်တာလည်းမဟုတ်ဘူးဟာမကုန်ရင်ခွေကြွေးလို့ရတာပဲကွာဟောအခုကျွန်တော်စားနေတဲ့ဟင်းတုံးကခွေအတွက်လားကျွန်တော်အတွက်လားမတဲခွဲတော့ဘူးစားရတာတောင်မျက်နှာငယ်လေးနဲ့ဒါနဲ့မင်းကငါမေးရအောင်မယ်မင်း Facebook ပေါ်မှာစာရေးတယ်ဆိုအလဲကို့အကွက်ရောက်ပြီလေအဖိုးကြီးလည်းကျွန်တော်ပြိတ်တလားမသိဘူးပြောနေတာဟုတ်ရေးပါတယ်အေးငါတမီးပြတယ်မင်းရေးတာတွေကမင်းပေါ်တော်တွေတော်တော်ရေးတာပဲနော်ဟင်တေစမ်းနေပါအောင်ကွာမင်းစာရေးရင်အောက်မှာဘာကိစ္စကြောင့် MG ဆိုပြီးစာလုံးတွေရေးထားတာတော့အဲ့ဒါကျွန်တော်ရေးမတိအောင်နာမည်တက်ထားတာပါမင်းအကောက်မှာတင်တာမင်းရေးတာပဲမဟုတ်လားမင်းကကြောင်တောင်နေလောက်တာပဲနာမည်တက်စရာလို့လားဩသူပြောမှစာရေးပြီးနာမည်တက်မိတာကျွန်တော်အခုမှတတိထားမိတယ်ပြီးတော့မင်းကတမီးကိုယူပြီးစာကျွေးဖို့ရောအလုပ်အကင်ရှိပြီလားဟုတ်အလုပ်ဆနေပါတယ်ခမအေးအလုပ်မရှိပဲယူလို့ကတော့ငါကျွေးတဲ့ထမင်းစားရင်မင်းကချင်းတောင်ထဲမှာအိပ်ရမဟဲ့ဗျာမင်းအရက်တောက်တက်တယ်ဆိုဟုတ်ကဲ့ကျွန်တော်နည်းနည်းပါးပါးတောက်တက်ပါတယ်အေးမင်းတို့လူငယ်တွေကခွေးတော်မတောက်တဲ့အရေးကိုမင်းတို့တွေတော်တော်တောက်တဲ့အကောင်တွေပဲကျွန်တော်လဲအရက်ကိုထီတော့အင်းသွားပြီလေဦးလေးကျွန်တော်တခုလောက်ပြောလို့ရမလားမင်းကငါ့ကိုဘာပြောမလို့လဲပြောလေဟိုလေဟိုဦးလေးအခုတောက်လဲယူနေကြတယ်ခွေမတောက်ပါဘူးခမအဖိုးကြီးကျွန်တော်ကိုစိတ်တူပြီးရည်နူးခွက်နဲ့ကောက်ပေါက်လို့ကျွန်တော်ဖဏတ်တော့မယူပဲဆင်းပြေးလိုက်တာခြံစိတ်ထိပဲကျွန်တော်အခုလိုပြောနေတာကြောင်းနေမှာပုံမြင်ပြောသလိုပြောနေတာဖြစ်လို့ကြောင်းတွေရဲ့အမှတ်တရတွေကိုပြန်ပြီးမှတ်မိစေခြင်းနဲ့စေတနာတွေကြောင့်ကျွန်တော်ကိုနားလဲပေးဖို့တောင်းဆိုခြင်းပါတယ်ခမအားလုံးကိုကျေးဇူးတင်ပါတယ်